ခေါက်ဆွဲကိုအိမ်မှာစားရတာပြင်းလာလို့ကျမချယ်ရီပန်းတွေအောင်မှခေါက်ဆွဲတော့စားပါမယ်။အခုဧပြီလမှာကိုရီးယားမှာနေရာတိုင်းလိုချယ်ရီပန်းတွေပွင့်နေပြီဆိုတော့နိုင်ငံလုံးကရှိသမျှလူတွေအကုန်လုံးဖြားတစ်ချက်နဲ့ချယ်ရီပန်းအောက်ကိုရောက်နေကြပါပြီ။အခုသွားခဲ့တဲ့ပန်းချန်တွေကလူသိမ်းမရှိဘူးလို့ပြောရမယ်။ကိုရီးယားမှာတနေရာလောက် viral ဖြစ်သွားပြီဆိုလို့ရှိရင်အဲ့နေရာကိုရှိသမျှလူတွေအကုန်စုပြုံပြီးတော့သွားကြတာ။အဲကြောင့်ဒီမှာရမ်းလာတယ်ရမ်းနာမည်ကြီးတယ်ဆိုရင်သွားရဲဘူး။သွားတော့ချယ်ရီပန်းလိုက်ခံစားဖို့သွားတာပဲဟိုရောက်တော့မှလူပြီးတော့ကားသွားမှလည်းကြောက်ရသေးတယ်။ရေးထဲတာနည်းနည်းများသွားလို့ရောင်စင်းယူပါသိမโอเคဘူး။စားခင်တော့မှချယ်ရီပန်းတွေလှလိုက်တာဆိုပြီးတစ်ဖက်ရလိုက်သေးတယ်။ဒီဘက်ကချယ်ရီပန်းတွေကြည့်ဖို့အလားဆုံးအချိန်ပေါ့နော်။ပေလာ6ရက်နေ့ကနေစပြီးတော့မိုးရွာမယ်လို့ပြောထားတာမလို့ပန်းနေရမိုးရင်နေဆိုရင်ကြွကြကုန်ပါလိ။ပန်းနေတော့ကြည့်ဖို့စိတ်ကူးထားရဲဆိုလို့ရှိရင်နောက်အပတ်လောက်ကန်ကောင်းရင်ရှိနေမှာမလို့အဲ့ဒီပန်းချံကိုတွားကြည့်ကြည့်ပါရောက်လာပါတယ်။အော်ဒါပေမဲ့လေပန်းမင်းနေရှိတဲ့နားမှာရှိတဲ့ convenience store တွေကစားသောက်ဆိုင်တွေနဲ့တွဲဖွင့်ထားတာဆိုတော့ခောက်ဆွဲပေးမြောင်းပေါ့နော်။အဲကြောင့်ကိုစားချင်တဲ့ခောက်ဆွဲနဲ့စားတောက်လေးရှိရဲဆိုလို့ရှိရင်ကြိုဝယ်သွားပြီးတော့ထိုင်းထုတ်သွားတာပိုကောင်းပါတယ်။ကိုရီသွားတော့ဖျားလဲမယူသွားမိဘူးခေါက်ဆွဲလဲကြိုဝယ်သွားမယ်ဆိုတော့မသိလို့အဝေးကြီးသွားပြန်ပြီးခေါက်ဆွဲသွားဝယ်ပြီးတော့ဒုက္ခခံခဲ့ရပါတယ်ဒီပန်းချံကဆိုရပန်းချံဆိုတော့ဝင်ကြီးတွေပါလေပေးစရာမလိုဝင်ကြီးအခမဲ့နဲ့တိရစ္ဆာန်ဦးရင်တွေရောကစားကွင်းတွေပါအကုန်ရှိပါတယ်ຫນွေဦးဆောင်ဦးတို့လိုရာသီဦးတို့အရန်ကောင်းတဲ့အချိန်မှာလဲပက်လိုကောင်းတဲ့ပန်းချံတစ်ခုထဲမှာလဲပါပါတယ်ဘလော့ကာလုပ်ရှင်နေဆိုပေမဲ့ဟိုမေ့ဒီမေ့နဲ့အကုန်မေ့နေရကို့နားမှာနေတဲ့တငယ်ချင်းတွေလည်းတယောက်မှအငြိမ်မနေရအောင်အေးဘူးဝယ်တာကိုရိုက်ဖို့မေးသွားလို့တငယ်ချင်းဝယ်တဲ့အေးဘူးကိုပဲရိုက်ပြီးအပ်တက်လိုက်ပါတယ်စားတော့ပြီးဆိုတော့ပန်းချံကိုတစ်ဖက်ဖက်ပြီးရင်အိမ်ပြန်มาတော့မယ်အစိုးရတရိတ်ဆန်ရုံဆိုပေမဲ့တရိတ်ဆန်အကုန်ကြီးပါအဆုံးရှိပါတယ်ဒီမှာတခုစီကန်းရှိရပါလေဆိုတော့တရိတ်ဆန်တွေကိုအစာကျွေးဝင်မရှိပါဘူးအဲ့ဒါလည်းတခုကောင်းတယ်လို့မြင်မိပါတယ်ဟိုဒီမရှုပ်တော့ဘူးပေါ့နော်အားလဲစားပြီးပန်းတွေလည်းကြည့်ပြီးဆိုတော့ဒီဘလော်လေးကိုဒီမှာပဲရက်လိုက်ပါတော့မယ်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်တတာ